အားလုံးမင်္ဂလာပါလို့နော်ဒီနေ့ကျွန်တော်ဒီ walkie talkie ဇီလိုပေါ့နော်ကျွန်တော်ဆောင်းကဟာဒီGmail password ချိန်တာအတန်သွင်းတာဘယ်လိုမှအဆင်ပြေလို့လေကျွန်တော်နောက်ပြန်လေ့လာပြီးတော့လုပ်ပေးမယ်နော်တဝက်တော့ပြီးပါပြီဒီ walkie talkie ဇီလိုကဘာလေးလဲဆိုတော့ကျွန်တော်တို့ဒီစကားပြောတဲ့ပုံစံမျိုးပဲစိတ်ချမပူနဲ့ပေါ့နော်အခုလိုအစစ်သေးတွေပေါ်တဲ့ခေတ်ကြီးမှာအပြင်သွားရင်စိတ်ပြင်သွားရင်လည်းကျွန်တော်တို့ busy တွေ offline တွေလုပ်ထားလို့ရတယ်ကိုယ့်အတွက်နောက်ချက်ဘာမှမဖြစ်ဘူးအဲ့တော့ဒီလိုဒီစစ်ဆေးဂိတ်တွေပိုင်းနဲ့တွေ့လို့ရှိရင်လည်းစစ်ဆေးလို့ရှိရင်ကျွန်တော်တို့ဒီ history မှာဘာမှမကြံအောင်လည်းကျွန်တော်ပြပြပေးမယ်ဒါလေးက walkie talkie ဆိုတဲ့အတိုင်းကျွန်တော်တို့စကားပြောစက်လိုမျိုးအခုလည်းဒီမြင့်မြင့်ကြားထဲမှာတုံးနေတဲ့သူတွေရှိတယ်ဒါကလုံးဝမတုံးတတ်တဲ့သူတွေအတွက်ကျွန်တော်ကအကြံပေးတာဒါလေးကိုတုံးတင်တယ်တကယ်ကြီးမင်းတို့ဘာလို့နေကြလဲပါလဲလမ်းအော်ရင်ဓာတ်ရိုက်ကြားနေရတယ် Messenger တို့ Telegram တို့လို့ပြန်နှားထောင်ကြမလို့နော်ဟုတ်ပြီအဲ့တော့ဒီလိုဖွင့်နေပြီတွားရအောင်ဒီလိုဖွင့်နေပြီဆိုတော့ကျွန်တော်တို့ Play Store ကနေပြီးတော့ZELLO ဇီလိုလို့ download ဆွဲရမယ်အခုကျွန်တော်ဆိုင်မှာရှိတဲ့အမကြီးအတွက်ဒါအကောင့်ဖွင့်ပေးဖို့ပြောထားတယ်ကျွန်တော်ဖုန်းမှာဖွင့်ပြီးတော့သူ့ဖုန်းထဲကိုတွတ်ထည့်ပေးလို့ရတယ်တခုရှိတယ်ကျွန်တော်တို့ကိုယ်စိတ်ထဲမှာရှိတဲ့ကိုယ့်ရဲ့စိတ်ကူးထားတဲ့နာမည်လေးနဲ့Gmailအတူပေါ့ဗျာယာယီGmailပေါ့နောက်ကျရင်ကိုယ့်ကိုပြန်ချင်းလို့ရပါတယ်Gmail စိတ်ထဲမှာရှိတယ်မှာကျွန်တော်ဆိုရင်mmtmz မြန်မာသမင်းစောနော်219264@gmail.com ကျွန်တော်အကောင့်ဖွင့်ထားတာမရှိဘူးဒါပေမဲ့အဲ့ဟာလေးနဲ့ကျွန်တော်အဲ့နာမည်လေးနဲ့ကျွန်တော်ကဒီ Gmail အတူလေးနဲ့ဖွင့်ပြီးတော့မှသူ့ကိုထည့်ပေးလိုက်မယ်ကျွန်တော်ဘာမှမလုပ်ဘူးပေါ့နော်သူကျွန်တော်ကဒီလိုကို့မှာ Gmail ရှိရင်လည်းကို့ Gmail နဲ့ဖွင့်လိုက်ရပါတယ်သူတို့ကကျွန်တော်ဒီသူတို့ company ကနေပြီးတော့မှလည်းကျွန်တော်တို့ဒီအတန်တွေကျွန်တော်တို့ data တွေကိုသူတို့ကယူမသုံးဘူးလို့လည်းကျွန်တော်စာဖတ်ဘူးတယ်ပေါ့နော်ဒီဇီလိုကအရင်စိတ်ချရတယ်ကို့ Gmail နဲ့လုပ်ရင်ကိုကောင်းတာပေါ့လေကို့ Gmail နဲ့လုပ်လို့ရှိရင်ဘာကောင်းလဲဆိုရင်ကျွန်တော်တို့ကိုယ့်ရဲ့ password တွေမိသွားရင်တော့ forget လုပ်လို့လွယ်တာပေါ့ဒီ Gmail အတူနေကြတော့ပြန်မရနိုင်တော့ဘူးပေါ့လေအဲ့တော့အစ်စ်ပါကျွန်တော်မှအမှဘာမှမခက်ဘူး user name ရဲ့ password ရဲ့ပဲမှတ်ထားရုံပဲဒီဇီလိုလေးကလေ user name နဲ့ password နဲ့မှတ်ထားရင်ရပြီအဲ့တော့ဟုတ်ပြီကျွန်တော်ဆိုင်ကနာမည်အမကြီးနာမည်မှတ်ခိုင်းနဲ့မှတ်စမ်းခိုင်းပေါ့သူ့နာမည်ကိုကျွန်တော်ဒီဇီလိုဖွင့်ပေးမယ်အဲ့တော့ဇီလိုကဘယ်လိုပုံစံလဲဆိုရင်ကျွန်တော်ပြီးရင်ပြမယ်အရင်မိုက်တယ်နော်တုံးကြည့်တယောက်နဲ့တယောက်အပ်ပြီးတော့လဲစကားတွေပါပြန်လည်ပြောလို့ရတယ် channel တွေလည်းရှိတယ်စကားပြောတဲ့လိုမျိုးဆိုတော့အဲ့တော့စကားတွေထပ်နေပြီဆိုတော့ okay Play Store ထဲဝင်ရအောင် software လေး download ဆွဲမယ် Security Scanner Record Siphon Pro Play Store Play Store အဲ့တော့ဟုတ်ပြီဇီလိုဆိုတော့ကျွန်တော်အပေါ် search bar လေးကိုနှိပ်မယ် Voice Search for apps and games text box အဲ့တော့ကျွန်တော်တို့ ZELLO လို့ရိုက်ပြီ Switch language English Z Z E L L တို့ကြောက် L နော် O အဲ့ပြီးလို့ရှိရင်ကျွန်တော်အောက်က delete အောက်က search ကလေးနှိပ်လိုက်ရုံပဲ Search ဟုတ်ပြီ Screenshot 3 of 5 Install Image of Amber Game icon for Zillow PTT Multi-Telly Zillow Install ဆိုတော့လေးကိုနှိပ်လိုက်ရုံပဲ Cancel စာရေးတာမှန်ရင်သူကစာရေးတာမှန်လို့ရှိရင်သူကထပ်ရွေးစရာမလို ZELLO လို့ရိုက်ပြီးတော့ search ကိုနှိပ်လိုက်ဒါ walkie talkie နော်တကယ်လို့video call ခေါ်လို့မရဘူး voice call ခေါ်လို့မရဘူးသူကစကားပြောတဲ့လူမျိုးပဲ Open ဟုတ်ပြီ Image of Amber Game Open အဲ့တော့ဒါ download ဆွဲပြီးပါပြီ download ဆွဲပြီးတော့ကျွန်တော်တို့ account ဖွင့်တဲ့နည်းလေးဆက်သွားလိုက်ရအောင်အဲ့တော့ account ဖွင့်တဲ့နည်းကိုသွားမယ်ဆိုတော့ဒီမှာ Open open ကိုလည်းနှိပ်လို့ရတယ် open မနှိပ်ဘဲနဲ့အပေါ်ကနေအပြင်ကနေထွက်ပြီးတော့မှလုပ်လို့လည်းရတယ်အဲ့တော့ကျွန်တော်ကတော့ open မနှိပ်တော့ဘူးအကုန်လုံးထွက်ပြီးတော့မှ screen ပေါ်မှာပဲတော့ဖွင့်မယ်ဒီမှာလည်းဝင်လည်းအတူတူပဲနော် Back button System Launcher ဟုတ်ပြီအဲ့တော့ဇီလိုဆိုတဲ့ software လေး Z အုပ်စုမှာရှိမယ် YouTube ရမ်းမိုက်တယ်ဒီ software သုံးကြည့်တင်ကြည့်လို့နော်တင်ကြည့်လေးပါတယ်အပြန်လန်ပေါ့လေဟို Messenger တွေပါတယ်ဆိုရင် point မှာစစ်ဖွင့်ရမယ်အလုပ်နော်ဟိုပါပေါ့တခါလေကျွန်တော်တို့နှိပ်နေတဲ့ခါကျရင်တင်ကြည့်နေပြောတယ်နားထောင်ရည်နေတာပေါ့နော်ရမ်းမိုက်တယ်သုံးကြည့်
ပြီးတော့ကျွန်တော်ဒီ user added နည်းတွေကစကုန်ပြမယ် user name ကိုဘယ်လိုမှတ်ရမလဲဆိုတော့ကျွန်တော်ပြပေးမယ်ကျွန်တော်လုတ်ပြီးမှပဲတကယ်လို့စောင့်ကြည့်ကြဖို့ဗျာဘယ်လိုဟာလဲဆိုတာပေါ့နော်အရင်မိုက်တယ် YouTube Pro. Zillow. 0 နှိပ် Zillow. နော်အဲ0ဆိုတဲ့ဆိုပဲလို့နှိပ်လိုက်လို့ရှိရင်သူက Faster than text. Sign up button. sign up Sign. I already have an account button. I have already account ဆိုတာအရင်ကျွန်တော်တို့ဖွင့်ထားခဲ့တဲ့ account အဟောင်းကိုထည့်တာနော်အဲ့တော့ကျွန်တော်တို့အခုကအသစ်ဖွင့်မှာဆိုတော့ sign up ကိုနှိပ်မယ် account အဟောင်းကိုထည့်ရင် I already have an account button. အဲ့ဒါကိုနှိပ်မယ်အခုကကျွန်တော် sign up ကိုနှိပ်မယ် account သစ်ဖွင့်မှာဖြစ်တာနော် Sign up button. Sign permission request. permission request ဒီညမှာကျွန်တော်တို့ section record တိုင်းသဘောတဘာဝအတိုင်းပိတ်သွားနိုင်တယ်မဲ့လိုက်ကြည့်မယ်ဗျာ Allow Zillow to allow button. ဟေး Navigate up button. ဟုတ်ပြီ Password text box. ဒီမှာ password ရှိမယ်အဲ့တော့ခဏလေးကျွန်တော်ဒီ record လေးချက်စစ်ကြည့်လိုက်အောင်ကဲဟုတ်ပြီခုနကကျွန်တော်တို့ allow permission တောင်းတာ record ကိုလည်းကျွန်တော်ပြန်စစ်လိုက်တယ်အတန်ပါမှာဆိုလို့ကျွန်တော်ကလေသိလားဟိုတကယ်ကိုကတက်လက်ပညာပြီးပြီဆိုရင်ဒီကျွန်တော်ဘာမှကိုမကြံခဲ့စေချင်တာဟဲ့လားအဲကျွန်တော်ရဲ့စီစဉ်တာမြစ်တာပဲတကယ်ပြောတာကျွန်တော်ယင်နေကအမှန်တိုင်းပြောတယ်ဆိုတာအဲ့လို allow permission တောင်းလိုက်လို့အတန်ပါသွားရင်တော့ရတဲ့သူတွေကတအားတိုင်ပတ်တယ်မလုပ်ရတဲ့သူတွေတော်တော်ခက်ခဲမှုရှိတယ်အဲကြောင့်ကျွန်တော်ပြန်စစ်တာကျွန်တော်တက်တဲ့ပြန်ဆိုကျွန်တော်အကုန်ပေးနေတာကျွန်တော်ခိုးချင်းအဲ့တော့ဟုတ်ပြီဆိုဒီကျွန်တော် recording ပြန်စစ်ပြီးဆိုတော့အစားဆုံးပါတယ်အဲ့တော့0နဲ့ပြန်ဝင်မယ် YouTube Pro. Zillow. Zillow. ကျွန်တော်ရဲ့စီစဉ်တာမြစ်တာပေါ့လေ Faster than text. Sign up button. sign out ကိုပြန်နှိပ်လိုက်နော် Sign up. ဟုတ်ပြီခုနက allow permission မတောင်းတော့ခုနပေးခဲ့ပြီဆိုတော့ရပြီအဲ့တော့ Username text box. More options button. Username text box. အပေါ်ဆုံးက user name ကအရေးကြီးတယ်နော်ဒီ user name ကိုမှတ်ထားရမယ်ဒါမှတ်ထားရမယ်ဟာထဲမှာပါတယ်ဒါကိုမလုပ်ခင်မှာကိုက user name ပေးခြင်းနဲ့ဆိုရင် user name ရဲ့နောက်မှာကျွန်တော်ဟိုဟာလေးထည့်ပေးပြနံပါတ်လေးထည့်ပေးအဲ့ဒါပို့အဆင်ပြေတယ်နံပါတ်မထည့်လည်းရရတယ်ဒါပေမဲ့တူတတ်တယ်တချို့ကျတော့အရင်တူတတ်တယ်ဆိုတာကသူတို့ကုမ္ပဏီမှာတူလို့ရှိရင်လက်မခံနဲ့တူပါတယ်ကျွန်တော်အရင်ကလည်းဒီ0နဲ့ပတ်သက်တာလုပ်ခဲ့တဲ့အတိုင်းပဲဒီလောက်ထိအဆင်ပြေဘူးဗျအဲ့ဒါမှခက်ခဲတွေရှိခဲ့တယ်အလောင်းပေးလိုက်တဲ့အချိန်မှာအတန်းနေမပါသွားတာပေါ့နော်အဲ့ဒါတွေအတိုင်းပတ်တယ်အဲ့ user name မှတ်ခိုင်မှတ်စမ်းခိုင်ပေါ့သူကတော့မှတ်ခိုင်ပေါ့နော်အဲ့မှတ်ခိုင်2023အဲ့သူရဲ့ user name နော် More options. Username text box. နှိပ်လိုက် Autofill options. ဟာ MA N M M နော် A S A A. တကယ်လို့ဒါလေး Free autofill suggestions. ဒါလေးကိုတကယ်လို့သုံးစေချင်တယ်နော်အော် user name ကိုကျွန်တော်ပြောချင်တာဟိုစပီမချားနဲ့နော် user name စပီမချားရအောင်ဗျ K. Sign up. H နော် H မှတ်ခိုင်ပေါ့နော် A A I I B N N G G. မှတ်ခိုင်ဟုတ်ပြီကျွန်တော် user name ပြီးလို့ရှိရင်2023ပေါ့နော်ဒီ Symbols. ဒီ Symbols mode. ခါလေး 2 2 0 0 2 2 4 3 ဒါလေးရေးကြည့်တော့ဒါလေးကိုမှတ်ထားနော်ဒါလေးကိုစလုံးအကြီးအသေးတွေထည့်ခဲ့ရင်လည်းမှတ်တာဒါလေးကိုတိမှတကယ်ချင်းတယောက်နဲ့တယောက်ကအဲ့လိုရမှာဟာတကယ်ချင်းမင်း03လား3လဲကွာရေးသားနေပြောပါအောင်ကွာဒါပါတော့မှတ်ခိုင်ဆိုတော့မှတ်ခိုင်2023တိုက်ထည့်ရမယ့်နေရာတွေရှိတယ် okay Magnet 2023 text box. Editing. check in user name လုပ်ကြည့်အောင် Check availability button. Check in username. Sign up. အော် Password text box. Magnet 2023 text box. နော် Editing. မှတ်ခိုင်2023အဲ့ဒါ More options button. Magnet 2023 text box. Editing. user name အောက်က Check availability button. ရရှိနိုင်မှုကိုတစ်စိပါ သူမရဘူးဆိုရင်သူကဘာပေါ်လဲတော့မသိဘူးခုကရတယ်ဒီနာမည်ကအသုံးပြုလို့ရတယ်ပေါ့နော် Password text box. check လေးကိုတော့ချက်နေကြည့်ပေါ့ Password text box. password ကိုလည်းကျွန်တော် Let autofill options. နံပါတ်ဆော့ကလည်းဒီမှတ်ခိုင်2023ပဲပြန်ပေးလိုက်ဒါမှမှတ်လို့လွယ်မှာပေါ့လေတခါတည်းကျရင်ဖုန်းနံပါတ်တွေပါတယ်မှတ်ဟိုထည့်ရတာရှိတယ်ဟုတ်ပတ်သူလူကြတာဖုန်းနံပါတ်တွေပါတယ်နဲ့အဲ့လို password ကို password နေရာမှာဖုန်းနံပါတ်အစားထိုးလိုက်တာပေါ့လေဖုန်းနံပါတ်09မထည့်ပဲနဲ့ပေါ့နော်အဲ့သူဒီဟာလည်းမှတ်ခိုင်2023ပဲပေးလိုက်မယ် M. Delete. M. Sign up. S. A. A. K. 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 ဒါဟိုနော် password ထည့်နေနော်ကျွန်တော်အခုထည့်နေ password အပေါ်ဟာ user name H. H. A. A. I. I. B. N. N. G. G. ဟုတ်ပြီဒီမှာ Magnet 2023 text box. Check availability. Magnet text box. Editing. ဟောနံပါတ်ထည့်ရမှာ sorry Symbols. Symbols. Hash. 2. 2. 0. 0. တကယ်ချင်းတော့ကြိုက်တဲ့ဟာပေါ့နော်ဒါပေမဲ့အခုရှိတယ်နော်ဒါလေးကိုတနေရာမှာရေးမှတ်ထားပေးပါနော်အကောင့်တစ်ခုဖွင့်အကောင့်တစ်ခုဖွင့်ရတာမလွယ်ဘူးဗျ 2. 2. 3. 3.
Mids on 2 million at Gmail. Mac Inc. 2023 text box. Check availability. Mac Inc. Mids on 2 million at gmail.com text box. ဟာဒီ Gmail တော့သုံးလို့မဖြစ်ဘူးလားကျွန်တော် Gmail Phone number optional. Mids on 2 million at gmail.com text box. အဲ့တော့ဟုတ်ပြီအဲ့တော့ဒီ Gmail ဖြတ်လိုက်မယ် Mids on 2 million at clear. Auto cleared. ဒီ Free Gmail autofill suggestions. ဖြတ်လိုက်မယ်ဆိုရင်ဖြတ်လိုက်ပြီဆိုကျွန်တော်ကဒီ mmtmz Gmail အတုထွန်ဖန်တီးတာပေါ့နော် mmtmz219264@gmail.com လို့ကျွန်တော်ရိုက်ထည့်ပေးလိုက်မယ်ဒါပေမဲ့ focus လုပ်လို့တော့မရဘူးဗျအဲကြောင့်ကျွန်တော်ပြောချင်တာထထခါပြောချင်တာကဒီ Mac Inc. 2023 text box. အပွား user name ရဲ့ Check availability button. Mac Inc. 2023 text box. အောက်က password ရေကိုတော့အသေးမှတ်ထားပါနော်အသေးမှတ်ထားပါဒါမှလည်းကျွန်တော်ကဖုန်းတစ်လုံးနဲ့တစ်လုံးပြောင်းတာတွေဘက်ထရီ reset ချရတယ်ဆိုရင်ပြန်ထည့်လို့ရမှာနောက်ကြရင်ကျွန်တော်ဒီ I have ready your account ကနေပြန်ထည့်ရနေလဲတင်ပေးမယ်နော်အဲ့တော့ Email address text box. Editing. ဟုတ်ပြီဒီ email အတု mmtmz N. M. အော်ဒီလိုလို့ N. Delete. မခိုင်မခိုင်2023ပဲထည့်လိုက်မယ်အကြည့်မိတော့ကောင်းပါနော် B. ဒါ N. M. M. အေး A. A. H. H. အော် sorry Delete. H. K. K. A. H. H. A. A. I. I. E. N. N. G. G. Phone number optional. Mac Inc. text box. Editing. ဟုတ်ပြီ2023@gmail.com Symbols. Symbols. Add. 2. 2. 0. 0. 2. 2. 3. 3. add Add. Add. အကအေးမဟုတ်ဘူးနော်ရိုးရိုး@gmail.com Letters. G. G. N. M. M. A. A. I. I. ဒီအကဟိုမှာရှိတယ်symbol ထဲမှာရှိတယ် L. L. Space. Period. Period. C. C. O. O. N. M. M. ဒီမှာ I tap in create account. Phone number option. Mac Inc. 2023 at gmail.com text box. အဲ့ဒီမှာသူသူ့ရဲ့အကဒီလို Symbols. ဒီ symbol ထဲမှာဝင် 2. 1. Add. Hash. Add. 1. Add. Scan create account button. ကျွန်တော်သုံးတဲ့ဟို keyboard ကျတော့ဒီ1ရဲ့အောက်တက်တဲ့လေးမှာရှိရနော်အဲ့တော့ဟုတ်ပြီဖုန်းနံပါတ်ထည့်အောင် Create account button. I tap in create account. Phone number optional. Text. နော်ဖုန်းနံပါတ်ထည့်မယ်ဖုန်းနံပါတ်ကတော့ကိုဖုန်းနံပါတ်ထည့်တာကိုကောင်းတယ်အဲ့တော့ဒီဖုန်းနံပါတ်နဲ့လည်းသူ forget ပြန်လုပ်လို့ရမှာထင်တယ်အဲ့တော့အပေါ်က user name ဒုတိယက password တတိယကGmail နောက်ဆုံးဟာကကျတော့ဖုန်းနံပါတ်ဒါပြီးရင်တော့ပြီးပြီအဲ့တော့ okay အဲ့တော့39 0. 0. နော် 9. 9. 266ပဲထည့်လိုက်မှာဗျာနောက်ဖုန်းနံပါတ်ပဲထည့်လိုက်မယ် 2. 2. 6. 6. 6. ဖုန်းနံပါတ်ကတော့အတူထည့်လို့မရဘူးနော်အဲ့တော့ကျွန်တော်စမ်းပြီးပြီ 4. 4. 6. 6. 6. တကယ်ကြီးတော့စမ်းကြည့်ပါလေရမရတယ်မသိသေးပါဘူးဖု 4. န်းနံပါတ်မရဘူး 4. 4. 5. 5. okay I tap in create account. 0926646664. Mac Inc. 2023 text. More options. Mac Inc. 2023 text box. user name Check availability button. Mac Inc. 2023 text box. အဲ့ဒါ password Mac Inc. 2023 at gmail.com text box. ဟုတ်ပြီအဲ့တော့ okay Mac Inc. 2023 at gmail.com text box. ဟုတ်ပြီ 092664666445 text box. Editing. ဟုတ်ပြီဖုန်းနံပါတ်ပြီးပြီကျွန်တော်ပြောနေတာပထမဟာနဲ့ဒုတိယဟာကိုတော့မှတ်ထားကျွန်တော်ပြောရနော်တနေရာမှာရေးထားကိုအုံနောက်ကမမှတ်မိရင်တနေရာမှာရေးထားနော်ကျွန်တော်တို့ Telegram မှာဆို save message တွေပါတယ်ရှိတယ်လေအဲ့မှာရေးထားအဲ့ဟာတွေနှစ်ခုတော့မှတ်မိဖို့ကျွန်တော်တောင်းဆိုနေတယ်ခဏခဏဖွင့်လို့ရှိရင်လေတကယ်ကြီးနေရလိုက်ပြီးပြန်အဲ့လို့ရှိရင်တချို့ကျတော့စိတ်မရှိဘူးနော်အဲ့တော့ဒီမှတ်ခိုင်အပေါ်တော့မှတ်ခိုင်2023ရဲ့ user name နော်အဲ့ဒါနဲ့ပဲတကယ်ချင်းလုပ်ရမှာ I tap in create account button. ဒီမှာ create account နှိပ်လိုက်ရုံပဲ Creating account. ခဏဆောက် Progress bar 0. But save password to boot. အော် Save password. You can use save username. Mac Inc. 2020. Save Zillow. You can use save password. Save button. ဆေးကိုနှိပ်လိုက်ဒါမှကိုယ်ထဲမှာတိတ်ထားမှာဒီ password ကလေနောက်ပြန်ကြည့်လို့ရတယ် Password saved. ဟော Send notifications. Be notified when yours. Connect the nearby. Connect accessory. Access contact. Find your contact. Run in background. Ensures that your main and manage phone. Prevents ဟုတ် when. နော် Got it button. ကတ်တက်ကိုနှိပ်ပေါ်ရင်နှိပ်မပေါ်ရင်မနှိပ်နဲ့ While using the app button. Allow Zillow. While using the app button. while using app ပေါ်ရင် while using app နှိပ်အလောင်းပေါ်ရင်အလောင်းနှိပ် Home. While using the app button. Okay. Allow Zillow to access. Allow button. အလောင်းနှိပ်ဒါဆိုရင် account တစ်ခုရပြီဒါပေမဲ့အလောင်းပြအောင်နှိပ်နော် Dot T allow button. ဒါတွေသွားမနှိပ်နဲ့ Allow button. Zillow. Back button. Restrict background apps unchecked. Code battery saver. Smiley can identify apps with specific background. Restrict background act. ခါလေ Battery saver. Restrict background activity unchecked apps will be closed. Smiley can identify. Back button.
Zillow. Background settings. No restrictions unchecked. Battery saver doesn't restrict apps activity unchecked. 干的菜苗，马把西北，俺们是票他地，battery，对的目的，app，都上家股，干的他的，马西北。 Backgrounds. No restrictions unchecked. Battery saver doesn't restrict apps activity. Background settings. ဒီ No ဟိုပေါ့ back ဒီ button. မီသမားတွေတော့ဒီ no လေးကိုတော့နှိပ်ပေးပေါ့အဲ့ဒါမှအများကသူက run ပေးမှာပေါ့ဒါတိတ်မစားပါဘူးပတိကနော် No restrictions unchecked. Background settings. ဒါမီသမားနော်ဒါ no ကိုနှိပ်ပေးဆန်ဆောင်တွေကအလောင်းပြီးပြီ No restrictions. Battery saver doesn't restrict apps activity. Hold and talk unavailable. okay အဲ့တော့ Back button. ခါလေးကျွန်တော် recording ပြန်စစ်လာမှာပါသေးလားမသိအဲဒီခါလေးအောင်မြင်စွာနဲ့ပဲအဆင်ပြေပါတယ် okay ဟုတ်ပြီဒါလေးကိုဘယ်လိုစမ်းတက်မလဲကိုမှမိတ်ဆွေမရှိသေးရင်ဘယ်လိုစမ်းတက်မလဲဆက်ပြောမယ်အဲ့တော့ YouTube. YouTube Pro. Zillow. ပြန်ဝင်ဒီထဲမှာကျွန်တော် testing လုပ်တဲ့ဟာလေးရှိတယ်သူ့ရဲ့ဒီ company ကထည့်ပေးထားတာပေါ့နော်ဒီမှာ Unavailable. Authors Echo talk to me to test your audio. Unavailable. Echo talk to me to test your audio. အဲ့ဒါလေးရှိတယ်အဲ့ဒါလေးရှိတယ်ဆိုတော့ Hold and talk. ဒီမှာ Thumbnail parent button. Talk. Hold and talk. Talk to me to test it. Button. Hold and talk. အဲ့လိုကျွန်တော်စကားပြောကြည့်မယ်ဖိပြီးတော့ဒီ hold and တော့ဒီ Viber ပြောသလိုမဖိထား Hold and talk. မဖိထားနော်ပြန်ကြပြီပြန်ကြမယ်နော် hello 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 okay okay Hold and မကြည့် talk. ဒီမှာ hello 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 ဒါကိုယ့်ရဲ့ဒီစီလိုအကောင့်ကိုစမ်းတက်တဲ့ပေါ့ဒါ Back button. Unavailable. MR Kaya with unawaiting authorization. MR Kaya with mute. Delete contact. Delete yes button. အဲ့တော့ဟုတ်ပြီဒါဆိုရင်တော့ဒါစီလိုအကောင့်ဖွင့်နေနေတော့ပြီးပါပြီလောဆယ်ဒီလောက်ကိုအရင်စမ်းတက်ထားပါတော့ဒီလောက်ကိုအရင်လှုပ်ထားနောက်တစ်ပိုင်းထပ်လာပြီနော်ဒီနေ့တော့ကျွန်တော်ဒီလောက်နေပဲရန်နာမယ်ဒါအကောင့်တစ်ခုပြီးသွားရင်နောက်ဒုတိယပိုင်းရကျွန်တော်ဒီ user name အပ်တဲ့နည်းရယ်တကယ်ချင်းတယောက်နဲ့အပ်တဲ့နည်းရယ်ဒီကိုယ့်ရဲ့ဒီတခြားတစ်ဖက်မှာပေါ်စေခြင်းတဲ့နာမည်ကိုချိန်တဲ့နည်းပေါ့နော်ကိုယ့်ရဲ့ nickname ပေါ့ဗျာဒီခုနမှတ်ခိုင်း2023ကတော့အဲ့ဒါတော့ဘယ်သူပဲပေးအဲ့ user name လေးကိုပေးမှအဲ့လိုရမှာနော်ဒုတိယပိုင်းဒီပိုင်းတွေကိုနားထောင်ပြီးတော့အရင်လောက်ထားကြနော်တအားရှည်သွားမှာဆိုလို့ဒါလေးကိုချိန်ရင်းနဲ့ကျွန်တော်ပြပေးမှာပါပူနေနော်မကြောက်ဘူးသလားအဲ့တော့ okay အကောင့်ဖွင့်ခြင်းတော့အောင်မြင်သွားပြီကျွန်တော်ရဲ့စေတနာမြတ်တာဤပညာတွေကိုတော့တခုမှကြံလိုက်လို့နိုင်ပါသေးလို့ကျွန်တော်ဆုတောင်းတယ်ဒီနေ့တော့ဒီလောက်နေပါ